ဟာလူတွေကိုနှောက်ယှက်နိုင်သလားဆိုတာနဲ့ပတ်သက်လို့နော်ဘုန်းကြီးတို့ခင်ဥပမာနဲ့တူပါတယ်ဘုန်းကြီးကဏီမာတရားအထုတ်စဉ်အခါကသတော်ကြီးတို့ဘက်ကဒီအကြောင်းအရာလေးပြောတော့ဘုန်းကြီးကလည်းမှတ်ထားတယ်ခင်ဥပမာရှိအင်္ဂလိပ်လက်ထက်လောက်ကတစ်တီကတိတ်ပေါ်တော့တစ်ကပေါ်တော့တခါတယောက်ကလည်းသူကတစ်သားကြောင့်ဈဉ္ဉံကြောင့်ကောင်းကောင်းဆောက်ပြီးတော့လှူထားတယ်အဲ့ဒီတစ်သားကြောင့်ကိုဘုန်းကြီးတွေပင့်ပြီးတော့တောနေဟန်နေပေါ့တရားဘာဝနာတကယ်လက်တွေ့ကျင့်တဲ့တောနေဟန်နေကိုပင့်ပြီးတော့သတင်းသုံးစေတယ်ပစ္စည်းလေးပါကောင်းကောင်းမွန်မွန်ထောက်ပံ့မှတယ်ဒါပေမဲ့အဲ့ဒီဟန်တော်တွေကအဲ့ဒီမှာနေပြီးမကြခင်ပြန်တော်မူသွားတယ်နောက်တစ်ပတ်လည်းမကြခင်ပြန်တော်မူတယ်နောက်တစ်ပတ်အဲ့လိုနဲ့3-4ပတ်ဖြစ်သွားတယ်3-4ပတ်ဖြစ်သွားတဲ့အခါကျတော့နောက်ပိုင်းသူကစတော်ကြီးတစ်ပတ်ကိုသူကပင့်မြန်တဲ့တကားကပင့်လိုက်တဲ့အချိန်ကကျတော့စတော်ကြီးကအကြောင်းကိုလာအကဲခတ်ကြည့်တယ်အကဲခတ်ကြည့်လိုက်တော့ဘာအပြစ်ရှိတယ်ဆိုတာကိုလိုက်ပြီးအကဲခတ်ကြည့်လိုက်တော့ကဲတကားမင်းတို့ကြောင့်ငါနေမယ်ဒါပေမဲ့မင်းတို့အဲ့ဒီကုရီကိုမင်းတို့နေရာရွှေ့ပေးအဲ့ဒီတစ်ပင်ကြီးအောက်မှာမထားနဲ့ဟိုဘက်လွတ်တဲ့လာဟာပြင်တစ်ခုတနေရာမှာရွှေ့ပေးဆိုပြီးတော့ကျွန်တော်ကြီးကပြောတယ်ပြောလိုက်တော့အဲ့ဒီကုရီကိုရွှေ့ပေးလိုက်တယ်ဘုန်းကြီးတို့နိုင်ငံတကာကြီးတွေသိတဲ့အတိုင်းပဲအိမ်သားတွေကဘာလုပ်တယ်ကျွင်းမယ်ကျင်းနေမှာအိမ်သားတွေစွန့်ချလိုက်ပြီးတော့ဒီဥစ္စာအဖုံးလည်းမရှိဘာလည်းမရှိအနက်တွေကထွက်နေတယ်တစ်ပင်အောက်မှာဆိုတော့အဲ့ဒီတစ်ပင်မှာရုပ်စိုးကရှိတယ်ဒီအနက်ကသူအပေါ်တက်ရိုက်တော့သူကဒါဒေါသဖြစ်နေတယ်ဒါလည်းတစ်ကြောင်းနောက်တစ်ခုကသူတို့လည်းအခန့်ပွဲလေးပါလေးရှိတယ်ပိဋကတွေလာပြီဆိုရင်ဒီအနက်ကဒုက္ခပေးနေတော့သူကအဆက်ရဒါနဲ့အဲ့ဒီရုပ်စိုးကဒီယဟန်တွေကိုသူကဒုက္ခပေးတယ်တတ်ထားမယ်ဒီတော့အဲ့ဒီကိုရင်ကိုရွှေ့ပြီးတော့စတော်ကြီးကအဲ့ဒီမှာသွားပြီးသတင်းသုံးတယ်သတင်းသုံးလိုက်တဲ့အခါကျစတော်ကြီးလည်းရောက်လာပြီးကိုရင်ကလည်းဒီမှာမရှိတော့ဘူးဆိုတော့ညမှာရုပ်ကစိုးကဆင်းလာပြီးတော့စတော်ကြီးလှလျှောက်တယ်အရှင်ဘုရားဒီမှာပဲဆက်ပြီးသတင်းသုံးတော်မူပါတပည့်တော်တို့လည်းစွမ်းအားရှိတယ်လို့ဆောင်းလျှောက်ပေးပါမယ်ပထမဘုန်းကြီးတွေကတော့တပည့်တော်ပဲတတ်ပလိုက်တာဘာဖြစ်လို့လဲဒီမစင်တွင်းကြီးကဒီအောက်မှာရောက်နေဒီကျင်းအောက်မှာရောက်နေတဲ့အတွက်တပည့်တော်တို့လည်းအနတ်ကိုအများရန်ခံရတော့ဒုက္ခရောက်တယ်အဲ့ဒါတွေလာရင်လည်းတပည့်တော်အမတန်အဆက်ရတယ်ဒါကြောင့်တပည့်တော်ပထမယဟန်တွေကိုတတ်ပြတာအခုအရှင်ဘုရားကတော့ကုရီကိုတခြားရွှေ့လိုက်တဲ့အတွက်တပည့်တော်ဝမ်းသာပါတယ်ဒါကြောင့်ဒီမှာပဲဆက်ပြီးသတင်းသုံးတော်မူပါဆိုပြီးပြောတယ်နော်ဒါကြောင့်နတ်တွေဟာစောင့်ရှောက်တယ်လို့ဒုက္ခလည်းပေးတတ်တယ်နောက်တစ်ခုမဟာပါဠိတော်မှာဘုရားရှင်ကလည်းနတ်တွေကိုကောင်းမှုကုသိုလ်ပြုပြီးတော့အမြတ်တမ်းဝေဖို့ဒါတိုက်တွန်းထားပါတယ်တိုက်တွန်းထားတဲ့အခါကျတော့နတ်တွေကိုအမြတ်တမ်းဝေပြီးမေတ္တာပို့ဖို့နတ်တွေကိုမိမိကမေတ္တာနဲ့ချစ်မြတ်လို့တဲ့စိတ်ထားရှိခဲ့ရင်နတ်တွေကလည်းမိမိကိုတဖန်ပြန်ပြီးတော့ချစ်မြတ်လို့တဲ့စိတ်ထားဖြင့်ပြန်ပြီးစောင့်ရှောက်ပေးတယ်ဆိုတော့ဘုရားရှင်လည်းဟောထားတယ်နော်ဒေဝတာနုကံပိတောပောသောသရရမတိပန္တိတောနတ်တွေကစောင့်ရှောက်မှုခံရတဲ့ပုဂ္ဂိုလ်အခါခါသိကောင်းတဲ့အာယုန်တွေနဲ့